မြန်မာရွှေနဲ့ယူရီးယားရွှေဘယ်ဟာပိုသေးကြီးလဲဒီမှာတော့မမေကမြန်မာရွှေနဲ့ထိုင်းရွှေရဲ့ကွာခြားပုံဈေးကွာခြားပုံတက်ပုံတက်နည်းနဲ့ရောင်းချမှုကွာခြားပုံတွေကိုရှင်းပြပေးမှာဖြစ်ပါတယ်ရှင်ဒီနေ့မြန်မာရွှေနဲ့ယူရီးယားရွှေရဲ့ကွာခြားချက်လေးရောင်းမှုရောင်းနည်းလေးတစ်ချက်ပြောပြပါနော်ဒီဘက်ကမြန်မာဘယ်အထိုင်းမြန်မာလိုတော့ယူရီးယားပေါ့နော်မြန်မာမှာအားလုံးဒီအတိုင်းကြက်ပဲရွေးနဲ့ရောင်းတယ်ပေါ့နော်ကြက်ပဲရွေးရေးရတော့ငယ်လေးတွေကဒီတိုင်းပဲရေးတတ်တယ်ဆိုတော့ယူရီးယားမှာကျတော့ဘတ်နဲ့ရွှေကိုရောင်းပါတယ်ဘတ်ပါမြန်မာမှာကတစ်ချက်ဆိုတာတစ်ချက်မှာ16ပဲရှိတယ်ပေါ့နော်တစ်ချက်ကိုပေါက်ဈေးက15ပဲရေပေါ့နော်ရွှေချင်းက16ပဲရွှေကြီးက15ပဲရေပဲရေကို83သိန်း6000ဝန်းကျင်ပေါက်တယ်ပေါ့နော်ဒီနေ့ခံမှန်းပေါ့နော်ယူရီးယားမှာကျတော့တစ်ပတ်ကို5950ပေါက်ပါတယ်အဲ့ဒါကိုမြန်မာငွေနဲ့သိချင်တယ်ဆိုရင်တစ်ပတ်ကို132ကျပ်ဝန်းကျင်ပေါ့နော်အဲ့ရှိတဲ့အတွက်မြောက်လိုက်ရင်တစ်ပတ်ကိုဘယ်လောက်ထွက်လဲဆိုတော့အားလုံးမြောက်66သိန်း9900 66သိန်း9900ဒါသူ့ရဲ့တစ်ပတ်ဈေးပေါ့နော်တစ်ပတ်မှာကသူက guarantee သူကစက်ပဲကြီးနဲ့မရအောင်တစ်ပတ်ကိုဘယ်လောက် guarantee ရှိလဲဆိုတော့15.16 guarantee ရှိတယ်မြန်မာလိုစက်ပဲကြီးနဲ့တွက်လိုက်ပြီဆိုရင်ဘယ်လောက်ပဲရှိလဲဆိုတော့14ပဲ5ရွေးဝန်းကျင်ရှိပါတော့14ပဲ5ရွေးဝန်းကျင်မှာဒီဈေးပေါ့နော်ဒါပေါက်တယ်ပေါ့နော်ပေါက်ဈေးရအဲ့တော့မြန်မာငွေနဲ့မြန်မာစက်ပဲကြီးနဲ့တွက်လိုက်တယ်ဆိုရင်14ပဲ5ရွေးကိုပြန်ဖွဲ့လိုက်မယ်ပေါ့နော်ဘယ်ဈေးရှိလဲဘယ်လောက်กว่าလဲ14ပဲ5ရွေးကို6နဲ့ဆိုရင်65သိန်း4400အဲ့ဝင်ကြည့်ရှိရပါတော့ဒီရနဲ့ဒါနဲ့ကွာတာပေါ့ခြားချက်အဲ့တော့ဒီရာကဘယ်ပုံမူတည်လဲဆိုတော့ဒီမြန်မာနဲ့ဘတ်နဲ့ကွာခြားချက်ပုံမူတည်တယ်ဒီရာတော့သိမကွာတော့ဒါကွာမယ်ဒီရာကွာခြားချက်ပုံမူတည်ပြီးတော့ဈေးကအပြောင်းလဲဖြစ်သွားတာပေါ့နော်ဒါရွှေဈေးနှုန်းကိုတွက်တဲ့နေပေါ့နော်ဒါရွှေဈေးတော့ပေါ့နော်ဒီမှာဈေးကတော့ထိုင်းယူရီးယားတော့နည်းနည်းလေးများတယ်ပေါ့ဒါပေမဲ့မြန်မာမှာကျတော့ဘယ်လိုရောင်းလဲဆိုရင်ဒါပေါက်ဈေးပဲရှိပြီတာပေါ့နော်ရောင်းပုံရောင်းကြီးကြတော့မြန်မာမှာကျတော့အရောအတွက်နဲ့ရောင်းတာများတယ် percentage နဲ့ရောင်းကြတယ်ယူရီးယားမှာကျတော့လောက်ခဆိုပြီးတော့ရောင်းတယ်လောက်ခဘယ်လိုယူလဲဆိုတော့900ဘတ်တို့1000ဘတ်တို့အဲ့လိုယူကြပါဘောသူလဲဒီဇိုင်းပုံမူတည်ပြီးတော့အဲ့လိုယူကြတယ်မြန်မာမှာလဲဒီဇိုင်းပုံမူတည်ပြီးအရောအတွက်နဲ့ယူကြပါဘောနော်ဟို1000ဆိုရင်1132နဲ့ဒီဘတ်ဈေးနဲ့မြောက်လိုက်ပြီဆိုရင်33200အဲ့လိုမျိုးတွေပေးရတာပေါ့နော်သူမြန်မာငွေနဲ့ပြန်တက်လိုက်အဲ့လိုမျိုးပါရွှေပဝင်မှုနှုန်းရောဘယ်လိုမျိုးပွာလဲရွှေပဝင်မှုနှုန်းကဒါကတော့965သူက965မြန်မာနဲ့ကြည့်လိုက်ရင်15ပဲတူပါပဲအတူတူဒါပေမဲ့ရွှေအရောင်ကြတော့ကွာရယ်နော်မြန်မာလဲ15ပဲရွှေရောင်းတယ်ယူရီးယားလဲ15ပဲရွှေရောင်းတယ်ပေါ့နော်ဒါပေမဲ့မြန်မာကြတော့မြန်မာရဲ့ရွှေရကြတော့အဝပဲသွားတယ်ယူရီးယားရဲ့ရွှေရကြတော့အဖြူပဲသွားတယ်အဲ့ဒါဘယ်လိုကွာလဲမသိဘူးချင်းမြန်မာကြတော့ဟိုပေါ့ကြီးနဲ့ဆက်တာများတယ်အနီဘက်တန်းတော့မြန်မာတွေကအနီရောင်အဲ့လိုအဝါရောင်အနီရောင်ဘက်ကိုကြိုက်တော့ကြီးနဲ့ဆက်တယ်ယူရီးယားမှာကြတော့ပေါ်နဲ့ဆက်တယ်အဓိကပေါ့နော်ကျန်တဲ့ဟာတွေလည်းရှိသေးတယ်အဓိကကတော့ကြီးနဲ့ဆက်တာနဲ့ပေါ်နဲ့ဆက်တာကွာပြီးတော့အားကြောင့်မလို့ယူရီးယားရှည်တွေကဘောနဲ့ဆက်တော့ဘောကမီးဘလောက်မမဲဘူးအားကြောင့်မလို့သူကသူ့ရှည်ကဘယ်မီးဘလောက်ပေးမဲမသွားဘူးမြန်မာရှည်ကြတော့15ပေဆိုကြီးနဲ့ဆက်တဲ့အတွက်မီးပေးတဲ့ခါမှာမဲသွားတယ်မီးထုတ်တဲ့ခါမှာအဲ့ဒါတော့ကွာတယ်ခိုင်ခန့်မှုရောဘယ်လိုကွာလဲမသိဘူးခိုင်ခန့်မှုကတော့ဘောကနည်းနည်းပြော့တဲ့အတွက်ပြော့တယ်ကြီးရမှာတယ်အဲ့တော့မြန်မာရှည်ကနည်းနည်းလေးပို့ပြီးတော့ခိုင်တယ်ကျန်းခံတယ်ပေါ့လို့ရှိဆောင်လဲရှင်းတဲ့ပတ်သက်ပြီးဘူးတူတာရရလေးတွေတိသားသွနာလေးတွေကိုဝင်ရပေးမယ်အပြင် promotion ရှင်ဒီတစ်ခုလည်းရှိသေးတာဖြစ်တဲ့အတွက်ကြောင့် page ကို like and follow လုပ်ခဲ့ဖို့မမေ့နဲ့เนาะပြည့်ပြင်သားလေးတွေရှင်လဲမှန်မှမမေ့ကြပါအောင်ရှင်